ARD တိုင်းဒေသကြီးပသိမ်ခရိုင်ငပူတောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုခြေပြုဗဟိုဌာနတွင်ယမန်နေ့နံနက်ပိုင်းကအဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာအသိပညာပေးတောက်ရှုကျင်းပခဲ့ရာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်နုနုရီနှင့်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိဒေါ်မြတ်စုမွန်တို့ကယခုလိုပဲဆွေးနွေးတင်ဆက်ပေးခဲ့ပါတယ်ရှင်။မင်္ဂလာပါရှင်။ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနငပူတောမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနcommunity center ခန်းမမှာယနေ့ဆွေးနွေးပွဲလေးကတော့အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာအသိပညာပေးတော်ရှုဆွေးနွေးပွဲလေးပဲဖြစ်ပါတယ်။ဒီဆွေးနွေးပွဲလေးကိုဆွေးနွေးပြီးကိုငပူတောမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနကမြို့နယ်ဦးစီးမှုကိုဖိတ်ခေါ်ထားပါတယ်ရှင်။မင်္ဂလာပါရှင်။ဆရာမရဲ့အမည်ယာရုဌာနလေးကိုလည်းမိတ်ဆက်ပေးပါဦးရှင်။ကျွန်တော်တို့လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှုဒေါ်မြတ်စုမွန်ဖြစ်ပါတယ်။အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာကလေးသူငယ်အခွင့်အရေးဥပဒေအရအချက်လက်တွေကိုလည်းဆွေးနွေးပေးပါဦးရှင်။နိုင်ငံရဲ့2019ခုနှစ်ကလေးတငယ်အခွင့်အရေးဆိုင်ရာဥပဒေအရကလေးတုံးကိုအသက်14နှစ်ပြည့်မှသာအလုပ်လုပ်ကိုင်လုပ်ပြီးပါတယ်။အသက်14နှစ်ကနေ16နှစ်ကြားကလေးတွေကိုတစ်နေ့ကို4နာရီထက်ပိုပြီးတော့မခိုင်းစေရပါဘူး။အသက်18နှစ်မပြည့်မချင်းအနည်းရှိတဲ့လုပ်ငန်းခွင်တွေမှာခိုင်းစေလို့မရပါဘူး။ဥပမာဓာတုပစ္စည်းစက်ရုံတပ်ထုတွေညနေတဲ့အလုပ်တွေမှာလုံးဝခိုင်းစေလို့မရပါဘူး။ကလေးတွေကိုအလုပ်လုပ်ခိုင်းတာသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပိတ်ပင်စေလို့မကားနဲ့ဥပဒေကချိုးဖောက်နေခြင်းဖြစ်ပါတယ်။ဒီနေ့အရွယ်မတိုင်မီလူခွင့်ကိုရောက်နေတဲ့အကြောင်းကိုလည်းဆွေးနွေးပြပါအောင်ရှင်။ကလေးတွေကဒီအရွယ်မတိုင်ခင်ဒီလုပ်ငန်းတွေလုပ်ငန်းတွေအလုပ်တွေလုပ်ကိုင်နေရတဲ့အကြောင်းရင်းတွေကတော့အဓိကတော့မိသားစုဝင်တွေလုံးလောက်လို့ကလေးကပါဝိုင်းရှာနေရတဲ့တန်ညာဖြစ်ပါတယ်။ပြီးတော့အသိပညာနဲ့ပတ်မှုနဲ့ပါလာတယ်ပညာတတ်လည်းအလုံးမရဘူးဆိုတဲ့အတွေ့အမှားတွေကြားဖြစ်ပါတယ်။ဒီမရောက်သေးတဲ့ကလေးတန်ငယ်တွေကိုလုပ်ငန်းခွင်မှာဘယ်လိုစုချိုးတွေခံစားနိုင်ရမလဲဆိုတာကိုလည်းဆွေးနွေးပြပါအောင်ရှင်။ဒီအရွယ်မတိုင်ခင်ဒီလုပ်ငန်းခွင်တွေကိုရောက်နေတဲ့ကလေးအလုပ်သမားတယောက်အနေနဲ့ရကြတော့ပညာရေးဆုံးရှုံးသွားတဲ့အတွက်နောက်တစ်ချိန်မှာသူကအနည်းဆုံးလစာနဲ့ပဲရုန်းကန်ရတော့မှာဖြစ်ပါတယ်။ဒါစီးရဲတွေကိုလက်ထပ်နဲ့စေပါတယ်။ဒါအပြင်လုပ်ငန်းခွင်တွေမှာရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကခံစားနိုင်ရခြင်းအလို့များပါတယ်။ကလေးအလုပ်သမားများရှိနေခြင်းပြဿနာကိုလည်းဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလည်းဆွေးနွေးပြပါရှင်။ဒီကလေးအလုပ်သမားတွေပါတော့ဖို့အတွက်ကကြတော့မိဘရဲ့အခန်းကဏ္ဍအနေနဲ့ကကြတော့ကလေးရဲ့ပညာရေးကိုရင်းနှီးမှုပြုံးနိုင်မှုအနေနဲ့မြင်ပေးရပါမယ်။ဒီအစိုးရရဲ့အခါမဲ့ပညာရေးစနစ်ကိုလည်းအသုံးချရပါမယ်။လုပ်ငန်းရှင်တွေအနေနဲ့ကြတော့တတ်မှတ်အသက်မပြည့်တဲ့ကလေးတွေကိုလုံးဝလုံးခံပါနဲ့။ကလေးတို့ကိုအသက်14နှစ်ပြည့်မှသာဒီလုပ်ငန်းခွင်မှာခံရလို့ရပါမယ်။ဒီ14နှစ်နဲ့16နှစ်ကြားကလေးတွေကိုလည်းတစ်နေ့ကို4နာရီထပ်ပို့ပြီးတော့မခိုင်းစေရပါဘူး။ဒီတနာလို့ခံရတာပါဆိုတဲ့စကားကလည်းကလေးရဲ့အနာဂတ်ကိုဖျက်ဆီးနေရတဲ့အတူတူပဲဖြစ်ပါတယ်။ဒီအများပြည်သူအနေနဲ့ကကြတော့လေဒီကလေးအလုပ်သမားတွေကိုခိုင်းစေတဲ့ဆိုင်တွေကိုအားမပေးဖို့လိုအပ်ပါတယ်။ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒီကလေးအလုပ်သမားတွေကိုတွေ့ခဲ့လို့ရှိရင်ဒီလိုအပ်ရင်ဒီလူမှုဝန်ထမ်းဦးစီးဌာနတို့မှသက်ဆိုင်ရာအဖွဲ့အစည်းတွေကိုအကြောင်းကြားနိုင်ပါတယ်။အခုလိုကလေးငယ်များရဲ့အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲလေးကိုပြည်သူ့ရေးဆောင်လို့ဆွေးနွေးပြပါတော့လူမှုဝန်ထမ်းဦးစီးဌာနမြို့နယ်ဦးစီးမှုကိုသူပဲကျေးဇူးတင်ရှိပါတယ်ရှင်။